ပြည်သက်စိတ်ဝင်စားမှုရန်တဲ့နေတဲ့ပြည်သက်တင်းနဲ့အင်္ဂလန်တင်းတို့ရဲ့ကမ္ဘာဖလားတတိယလူပွဲမှာပဲတင်းကအနိုင်ရရှိသွားမယ်လို့ထင်တယ်ကျွန်တော်ထင်ရတော့ပြည်သက်တင်းကပဲဒီပြိုင်ပွဲမှာဒါတတိယနေရာကိုရောက်သွားမယ်လို့ထင်တယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ဒီပြည်သက်တင်းရဲ့တိုက်စစ်ကစားပုံနဲ့အင်္ဂလန်တင်းနဲ့ဒီကစားပုံတွေကပြည်သက်တင်းကပိုကောင်းတယ်ပြီးရင်ပြည်သက်တင်းကဆီမီဖိုင်မှာတွေ့ခဲ့တဲ့စပိန်တင်းမှာဒီတိုက်စစ်ကလုံးဝတည်နေပေမဲ့လို့လည်းဒီပြီးခဲ့တဲ့ပွဲတွေမှာဆိုလို့ရှိရင်သူတို့တိုက်စစ်ကအကောင်းဆုံးတိုက်စစ်ဖြစ်ခဲ့တယ်ပေါ့နော်အင်္ဂလန်တင်းကတော့အကောင်းဆုံးတက်စစ်မဟုတ်ပေမဲ့ဒီပွဲလေကစားသမားဖြစ်တဲ့ဂျူဘယ်လင်ကန်ဆိုလို့ရှိရင်အင်္ဂလန်ရဲ့တွင်းကိုတွေမှာဒါအများဆုံးပါဝင်ပတ်သက်ထားတယ်ပေါ့နော်ဒီအင်္ဂလန်နဲ့ပြင်သစ်ကနောက်ဆုံးတွေ့ဆုံခဲ့တဲ့၃ပွဲမှာဆိုလို့ရှိရင်ပြင်သစ်ကဒါနှစ်ပွဲနိုင်ပြီးတော့အင်္ဂလန်ရဲ့တစ်ပွဲနိုင်ခဲ့တယ်အဲ့ဒီတည်းမှာ2022 World Cup မှာဆိုလို့ရှိရင်ဒါ quarter final ဖြစ်တဲ့အင်္ဂလန်နဲ့ပြင်သစ်မှာဆိုလို့ရှိရင်အဲ့ဒီအချိန်တုန်းကပြင်သစ်က2-1နဲ့အင်္ဂလန်ကိုဒါအနိုင်ရပြီးတော့ဒါအဲ့ပွဲရဲ့အဲ့ဒီပွဲရဲ့ semi final မှာတက်ရောက်သွားခဲ့တယ်ပေါ့နော်စိတ်ဝင်စားစရာကောင်းတာဒီအင်္ဂလန်နဲ့ပြင်သစ်မှာဆိုလို့ရှိရင်ဒါကမ္ဘာဖလားရှုပ်ပန်းစုအတွက်ဒါရှင်ပြိုင်နေတဲ့ကစားသမားတွေရှိတယ်ပေါ့နော်အဲ့ဒီကစားသမားတွေကအဓိကတော့ပြင်သစ်ရဲ့တက်ဆက်ကစားသမားဖြစ်တဲ့ခလီယန်အမ်ဘာပီဆိုလို့ရှိရင်ရှုပ်ပန်းစုအတွက်မက်ဆီနဲ့ဒါမတိမ်မယိမ်းအနေထားတွေနဲ့ကတ်လိုက်နေတာပေါ့မက်ဆီကတွင်ဒီပြိုင်ပွဲမှာတွင်းကိုရှိခိုးတွင်းထားပြီးတော့ဖန်တီးမှု၄ချိန်လုပ်ပြီးဒီပြိုင်ပွဲရဲ့ဒါရေပန်းစားဆုံးရှုပ်ပန်းစုရဖို့အတွက်ဒါတစ်ပြင်းနေတဲ့ကစားသမားပေါ့နော်ပြီးရင်ခလီယန်အမ်ဘာပီကလည်းမက်ဆီနဲ့တိတ်မကွာဘူးသူကလည်းတွင်းကိုရှိခိုးနဲ့ဖန်တီးမှု၃ချိန်လုပ်ထားပြီးတော့ဒီပွဲမှာအဓိကတော့ခလီယန်အမ်ဘာပီကဂိုးသွင်းဖို့ကြိုးစားမှာပေါ့နော်ပြီးပြင်သစ်ရဲ့ဒီဘလူးနီယောဆိုရှင်ဒမ်ဘလီဆိုလို့ရှိရင်လည်းဒါသူကလည်း၅ခုသွင်းထားပြီးတော့ဒါသူ့အတွက်လည်းဒါမျောလင့်ချက်အနည်းငယ်ရှိနေတယ်ပြီးလို့ရှိရင်အင်္ဂလန်အသင်းမှာဆိုလို့ရှိရင်လည်းဒါဒီဖနက်ရွှေဖနက်စုကိုမျောလင့်လို့ရတယ်ကစားသမား2ယောက်တွေ့ရှိတယ်အဲ့ဒီကစားသမားတွေကတော့တက်စစ်မှာခလီယန်တက်စစ်မှာဆိုလို့ရှိရင်ဟယ်ရီကိန်းနဲ့ဒီကုန်းလက်မှာဆိုလို့ရှိရင်ဂျူဘယ်လီကန်2ယောက်ရှိတယ်ပေါ့ကျွန်တော်ထင်တယ်ဒီပွဲကလေတွင်းကူများမဲ့ပွဲလို့ထင်တယ်ဘာကြောင့်လဲဆိုတော့ဒီတတိယလူပွဲဟာဒီနိုင်ငံအသင်းတွေအတွက်တော့ဒါကတော့အရင်ဖိဖိစီကစားရမယ်ပွဲလို့မျိုးမဟုတ်တော့ဘူးအဓိကကစားခွင့်နေတဲ့ကစားသမားတွေအတွက်ဒါပွဲထွက်ခွင့်ရမယ်ဒီပွဲလို့ပဲကျွန်တော်မှတ်ယူခြင်းနဲ့ဒီနေ့သေးဘက်မှာဆိုလို့ရှိရင်ကစားခွင့်နေခဲ့တဲ့ဒီကစားခွင့်10မိနစ်မှမရသေးတဲ့အန်ကိုလိုကန်တီတို့ပါကောင်းပါလာနိုင်တယ်ပြီးလို့ရှိရင်ဒီအဓိကတော့အန်ကိုလိုကန်တီပါလာနိုင်တယ်ပဲတခြားကစားသမားတွေလည်းအရန်ကစားသမားတွေတော်တော်များများဒီပွဲမှာပွဲထွက်ခွင့်ပေးမယ်လို့ကျွန်တော်ကတော့ယုံကြည်တယ်ပေါ့နော်အဖြစ်တင်နေပြတော့ပြီးလို့ရှိရင်အင်္ဂလန်ဘက်မှာလည်းအတူတူပဲအင်္ဂလန်ဘက်မှာဆိုလို့ရှိရင်ကမ္ဘာဖလား9ပွဲဒီနေ့ကမ္ဘာဖလား9ပွဲလုံးကတပွဲမှမကစားသေးတဲ့ကိုဘီမန်တို့ပါလာနိုင်တယ်ကစားခွင့်မိနစ်အနည်းငယ်ပဲရထားတဲ့အိုင်ဗန်တိုနီတို့ကစားသမားတွေပါလာနေတယ်အဲ့တော့နှစ်ဖက်သင်းရဲ့ဒီပြတွေကကစားသမားအများပြောင်းအပြောင်းလဲလုပ်ဖို့ရှိတာကြောင့်တွင်းကိုတွေကတော့များမလို့ကျွန်တော်ထင်တယ်ပေါ့နော်ဘလို့ပဲဖြစ်နေပါသေးပြည်သက်သင်းရဲ့အရင်အင်အားပိုပြီးတောင့်တင်းတဲ့အတွက်ဒီပွဲမှာပြည်သက်သင်းကပဲဒီနိုင်ရလက်ကိုဖော်ဆောင်ပြီးတော့တတိယလူပွဲနေရာကိုရောက်သွားတယ်လို့တော့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့စိတ်ဝင်စားစရာကောင်းတဲ့အချက်လေးရှိတယ်အဲ့ဒါဒီကမ္ဘာဖလားဆီမီဖိုင်နယ်မှာပထမဆုံးတွင်းပြီးတော့ပထမဆုံးဦးဆောင်ကိုတွင်းပြီးတော့ဖိုင်နယ်ကိုမတက်ရောက်နိုင်တဲ့အချိန်2ချိန်ပဲရှိတယ်ကမ္ဘာဖလားဖိုင်နယ်ကိုလုံးဝမတက်ရောက်နိုင်တဲ့အချိန်2ချိန်ပဲရှိတယ်ဆီမီဖိုင်နယ်စစ်မှာဂိုးသွင်းပြီးတော့ပေါ့နော်အဲ့ဒီတင်ကတက်ဆက်ဆက်ပဲအင်္ဂလန်ဖြစ်နေတာနော်အင်္ဂလန်ဖြစ်နေတာအင်္ဂလန်က2018တုန်းကခရိုအေးရှားကိုဒါ9မိနစ်မှပွဲစား9မိနစ်မှဦးဆောင်ကိုတွင်းထားနိုင်ပေမဲ့နောက်ပိုင်းမိနစ်60ကျော်မှာခရိုအေးရှားပြန်ပြီးခြေပပြီးတော့ဒါအချိန်ပိုဆက်ကန်တဲ့အချိန်မှာခရိုအေးရှား2-1ဆိုတဲ့ရလဒ်နဲ့ဒါနိုင်ပြီးတော့သူတို့ဘလူးပွဲတက်သွားတယ်ပေါ့နော်အဲ့အချိန်မှာလည်းအင်္ဂလန်အသင်းကခရိုအေးရှားကို2-1နဲ့ရှုံးပြီးတော့ဒါဘလူးပွဲနဲ့လွဲချော်ထားခဲ့တာအခု2026မှာလည်းအဲ့ဒီအတိုင်းပဲထပ်ဖြစ်ခဲ့တယ်ပေါ့နော်အဲ့ဒါတော့အာဂျင်တီးနားကိုဒုတိယပိုင်းစလို့55မိနစ်မှာဦးဆောင်ကိုတွင်းပေးမဲ့လဲဒီနောက်ပိုင်းမိနစ်တွေသူတို့84မိနစ်အထိကိုသူတို့အဲ့ဦးဆောင်ကိုထိမ့်သိမ်းထားနေတာเนาะကျွန်တော်တို့ကတော့အဲ့ပွဲကြည့်နေတာအင်္ဂလန်တွေကတော့အာဂျင်တီးနားကိုနိုင်ပြီးတက်ပြီးဘလူးပွဲအဲ့လိုတော့ထင်ထားခဲ့တာဒါပေမဲ့မထင်မှတ်တာတွေကအင်္ဂလန်အသင်းအတွက်ဖြစ်လာတယ်လို့ပဲပြောရမလားမသိဘူးအဲ့ပွဲမှာအင်္ဂလန်အသင်းကဦးဆောင်ကိုတွင်းပြီးတဲ့နောက်ပိုင်းမှာလုံးဝကစားအောင်ချပြီးတော့ခန်းစစ်ကိုလုံးဝထိုင်ပလိုက်တာအဲ့ဒီအချိန်မှာဒီလီယိုနယ်မက်ဆီရဲ့အာဂျင်တီးနားအသင်းဟာလားသူတို့စစ်ကြိုက်တက်ခွင့်ရပြီးတော့ဒီ85မိနစ်မှာအန်ဆိုဖာနန်ဒက်ရဲ့ဒါအဝေးကန်ချက်နဲ့ခြေပေါက်ကူးရပြီးတော့ဒီ92မိနစ်မှာဆိုလို့ရှိရင်လည်းဒါလူသားဝင်ကစားသမားဖြစ်တဲ့မာတီနက်ကလီယိုနယ်မက်ဆီရဲ့တောင်းပြချပြီးတော့အကောင်းဆုံးဆုံးသက်ပြီးတော့လူကွမ်းဆိုတဲ့ရလာတာအာဂျင်တီးနားဘလူးပွဲကိုတက်ရောက်သွားနိုင်တာပေါ့အဲ့ဒီနှစ်ချိန်သလုံးမှာဒါအင်္ဂလန်အသင်းကဘလူးပွဲနဲ့လွဲချော်ခဲ့ပြီးတော့အဲ့လိုဖြစ်တဲ့အသင်းကထူးထူးခြားခြားနှစ်ချိန်ပဲရှိတယ်အဲ့ချိန်ကလည်းအင်္ဂလန်အသင်းဖြစ်နေတာဒါအင်္ဂလန်အသင်းအတွက်ဒါဝမ်းနည်းစရာပေါ့နော်ဒီတတိယလူပွဲရဆိုလို့ရှိရင်ဒါအင်္ဂလန်အသင်းအတွက်တော့ဘာမှမဟုတ်တော့ဘူးဒါသူ့အတွက်ဆိုလို့ရှိရင်သူအသင်းဒီအင်္ဂလန်အသင်းအတွက်ဆိုလို့ရှိရင်ပို့ပြီးတော့ဒါစစ်တီခိုက်စရာများတဲ့ကစားသမားတွေရှိနေတဲ့အတွက်ကြောင့်ဒါစိတ်ပိုင်းဆိုင်ရာဒါတော့ပြည်သက်တင်းတော့ဒါမာကျောမယ်မထင်ဘူးဒါအာဂျင်တီးနားအသင်းကို84မိနစ်ထိဦးဆောင်ကိုတွန်းထားပြီးတော့မှနောက်ပိုင်းမိနစ်တွေမှာဇက်တိုက်
ခြေပါကိုနဲ့နိုင်ကိုတွေပေးခဲ့ပြီးသူတို့ကပြန်ပွဲရဲ့ဘူလူပွဲကိုလွှဲချော်ခဲ့ပြီးတော့ပြင်သစ်တင်းကဆိုလို့ရှိရင်ဒီစပိန်တင်းကိုဒါကစားကွက်ရဘာမှမရှင်နိုင်ဘဲနဲ့လူသီးဆိုရရလိုက်တယ်သူတို့ရှုံးထားတာအဲ့တော့စစ်တပ်ပန်းရဆိုလို့ရှိရင်ပြင်သစ်တင်းကနိုင်ငံပူတာကောင်းတာနိုင်လိုက်ပဲပေါ့နော်အင်္ဂလန်တင်းမှာဆိုလို့ရှိရင်လည်းပွဲထွက်ကစားသမားတွေကိုကျွန်တော်ပြောချင်တယ်အဲ့ဒါတော့ဒီအင်္ဂလန်တင်းမှာအဓိကကစားသမားတွေကိုနီးပြတူချေကဘယ်လိုပြောရမလဲဒါအရန်ကစားသမားတွေနဲ့အလဲဖက်လုပ်ပြီးတော့ရန်ကစားသမားတွေအများပြပါလာနေတယ်ပြင်သစ်တင်းကလည်းအဲ့လိုပဲဒီရှုပ်ဖက်နဲ့ဆုတဲ့ပြန်နေတဲ့ကစားသမားတွေကလွဲလို့ပေါ့နော်အင်္ဂလန်တင်းဘက်မှာဆိုဟယ်ရီကိန်းရှိမယ်ဂျူဘယ်လင်ဂမ်ရှိမယ်ဒီပြင်သစ်တင်းဘက်မှာဆိုရင်အဓိကတော့ခလီယန်အပါပဲသူတို့တွေပဲအဓိကပွဲထွက်လာနိုင်တယ်ကျန်တဲ့ကစားသမားတွေကတော့ဒါအနာပေးခံပြီးတော့ရန်ကစားသမားတွေနဲ့ပွဲထွက်လာနိုင်တယ်အဓိကပြောချင်တာနီးပြတူချေအတွက်ပြင်သစ်တင်းကအနိုင်ရမယ်လို့တွက်ထားပေမဲ့လည်းနီးပြတူချေအတွက်ဒီအင်္ဂလန်အသင်းဟာသူ့အတွက်ဒါဂုံသိက္ခာပိုင်းအရအနိုင်ယူပေးဖို့အတွက်ဒါဘယ်လိုပြောရမလဲပို့ပြီးတော့လိုချင်တဲ့သူရလက်ဖြစ်မှာပေါ့နော်ဒီတတိယလူပွဲကဘာကြောင့်လဲဆိုတော့ဘူလူပွဲအတွက်သွားတဲ့လမ်းမှာလွဲချော်ခဲ့ပေမဲ့လည်းဒါနီးပြတူချေကအင်္ဂလန်ဘလုံးဖွဲ့ချုပ်ရဲ့ယုံကြည်မှုကိုဆက်ရထားတဲ့အတွက်ကြောင့်အဲ့ဒီယုံကြည်မှုကိုသူကဒါတက်တည်ပြခြင်းတဲ့အနေအထားမျိုးတွေရှိတယ်ပေါ့အဲ့တော့ဒီအင်္ဂလန်နဲ့ပြင်သစ်တင်းကိုကင်မဲ့ဒီကွင်းလက်တိုင်ဆိုလို့ရှိရင်ဒါဗနီဇွဲလားနိုင်ငံရဲ့ကွင်းလက်တိုင်ဖြစ်ပြီးတော့ဒါသူ့နာမည်ကဘာလဲအာဘန်လိုဇွဲလာအသက်42နှစ်ရှိပြီနော်သူကဆိုလို့ရှိရင်ဒါကမ္ဘာဖလားနဲ့ကိုပါအမေရိကပွဲတွေမှာ10ပွဲတိတိကင်ထားပြီးတော့ဒါကိုပါအမေရိကရဲ့2021ဒီအာဂျင်တီးနားနဲ့ဒါကိုလံဘီယာလိုပွဲမှာဆိုလို့ရှိရင်ဒါပုံမှန်ပွဲကစားချိန်နဲ့ပြီးလို့ရှိရင်အခြေပုံကစားပြီးတော့ဒါသူ့ကွင်းလက်တိုင်တက်တန်းတစ်ချောင်းအဝါက10ချိန်ထိသူပြထားတယ်စံချိန်တွေသူပြထားတယ်ပေါ့ဒါပေမဲ့အနီကကတော့သူကွင်းလက်တိုင်တက်တန်းတစ်ချောင်းမှာတစ်ခါမှအနီကမပြထားဘူးအဲ့တော့ကွင်းလက်တိုင်အရင်ဆိုးတဲ့တဲတော့မပါဘူး2021မှာဆိုလို့ရှိရင်လည်းဒါတောင်အမေရိကရဲ့အကောင်းဆုံးကွင်းလက်တိုင်ဆိုသူရရှိထားတာပေါ့နော်အဲ့တော့ဒီပြိုင်ပွဲကလည်းကွင်းလက်တိုင်လည်းသိပြီးဒါစပိန်တင်းကိုဒါရှုံးထားတဲ့ပြင်သစ်တင်းနဲ့အာဂျင်တီးနားကိုရှုံးထားတဲ့အင်္ဂလန်တင်းတို့ဘယ်တင်းကပူဆွဲသွားမယ်လို့ပူဆွဲပြီးတော့တတိယလူပွဲရောက်သွားမယ်လို့ထင်တယ်ကျွန်တော်ကတော့ထင်တယ်ပြင်သစ်တင်းကပဲဒီပွဲရဲ့တတိယလူပွဲကိုရောက်သွားမယ်လို့ထင်တယ်ပြည်သက်တွေကျွန်တော်ရဲ့ညီကူမောင်နှမတွေကဘယ်လိုထင်လဲအဲ့တော့ကျွန်တော်ရဲ့ဒီဘောလုံးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုကျွန်တော်ရဲ့ YouTube channel ဖြစ်တဲ့ Ne Football Hub ဆိုတဲ့ YouTube channel နဲ့ဒီ Facebook account ဖြစ်တဲ့ Ne Football Hub အကောင့်တို့ Facebook account တို့မှာဒီပုံမှန်လေးစဉ်တင်သွားပြီးမှမလို့နော် channel တက်တယ်ဆိုလို့ရှိရင်ဒီ follow နဲ့ဒီ subscribe လေးလုပ်ပေးအားပေးလို့ရပါတယ်။ဒီပွဲထဲမှာပြောခဲ့တဲ့အကြောင်းအရာတွေကကြာအချက်လက်အနည်းငယ်ကိုကားပြီးပြောတဲ့အတွက်ကြောင့်အမားပိုင်လည်းပါကောင်းပါနိုင်တယ်ပေါ့နော်။အဲ့တော့အမားပါလို့ရှိရင်ခွင့်ပေးပါလို့နော်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ။